저는 공부를 저는 리더에서 공부를 세미나로 가지고 공부를 나도 많이 참고 있는 리더면서 공부를 서로 말해서 서로 시간이 나려고 그러는 알아 공부를 시간에서 좀 배우고 되는 게요 공부를 말해 공부를 공부를 디스플레이 봐면 이런 puis keyword को पावे हो ना फिर जो है बिना कोई सिस्टम को पावे फिर जो है ऑफ पावे हो ना चाहे लोग कुछ ना कुछ चेंज जाए या कुछ ना वो माँ हो ना तो मैं सिस्टम को पावे ऐसे जो है सिस्टम को ना मतलब CPU पावे जो memory पावे हो memory में जो storyရှိနေကြတော့ RAM ရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုအသက်ပဲဒါပေမဲ့အဲ့ပုံပြီးတော့အောက်ထမစဲတော့ဘာလို့လဲဒီမှာကျွန်တော်ပြီးပါ CPU ဆိုတာဘာလဲမင်း CPU ဆိုတာကျွန်တော်ဒီဒါတက်ချက်မွေလောက်တာဆိုတော့ RAM ကိုခေါ်တဲ့ memory ဆိုတာဘာလဲမင်းတော့memory ဆိုတာတော့ analogy နဲ့ပေးရဥပမာပေးရတယ်ဥပမာ memory ဆိုတာကျွန်တော်လောက်စပွဲလိုပဲပါကြပါတော့ဒါပေမဲ့ CPU နဲ့ memory နဲ့ဘယ်လိုလုပ်လဲဘယ်လိုထိဆောင်ထားလဲမေးလို့မသိတော့တကယ်ကမှမိုင်းတော့အနေရောက်ကြဖြစ်ပါတယ်နော်ကျွန်တော်ကကွန်ပျူတာကိုတက်ဆိုမတက်ခဲ့တဲ့ပဲဖြစ်ပါတော့ကွန်ပျူတာဆိုင်တေချာမတင်ခဲ့တဲ့ပဲဖြစ်ဒါပေမဲ့အကယ်၍တို့တင်ခဲ့ရဆိုရင်ဖြစ်တည်တယ်မှာကျွန်တော်ပြောရမယ်အကြောင်းပါတွေကအဲ့လိုတွေကျွန်တော်အကျိုးရှိမှတော့တင်တယ်အဲ့လိုလူတွေအတွက်ဆိုကျွန်တော်ဒီကွန်ပျူတာဆိုပါလေအခြေခံနေပြီးတော့ခုနကဘယ်လိုတိစောက်ထားလဲနားလည်ဖို့ဆိုရင်ကျွန်တော် information ဆိုတဲ့အကြောင်းအရာကျွန်တော်စဖို့လိုတယ်အဲ့တော့လူတွေကဘာလို့ဒီခေတ်ကိုကျွန်တော်တို့ IT ခေတ်လို့ကျွန်တော်ခေါ်ရတယ်နော်အားလုံးကမှခေတ်လို့ခေါ်တာခုနခေတ်လို့ခေါ်ရတယ်ရှိတယ်ဒါပေမဲ့ IT ခေတ်လို့ခေါ်ရလို့များတယ်ဒါပေမဲ့အဲ့ဒီလိုဆိုတော့ကျွန်တော် information ကျွန်တော် technology လို့ခေါ်ရတယ်နော်အားလုံး computer technology လို့ခေါ်ရတယ် information ဆိုတဲ့စလုံးကြီးရဲ့ပိုင်းလေ information ဆိုတော့သတင်းချက်လက်ဒါပေမဲ့သတင်းချက်လက်နဲ့ဆက်သွယ်နေပြီညာကျောင်းလည်းတော့ဘာမှဟိုရှင်းလင်းနေကျွန်တော်ပြေတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ computer ကျောင်းနားလည်ဖို့အတွက်ဆိုကျွန်တော်တို့ information ဆိုတာနားလည်ဖို့လိုတယ်ဘာလို့ဆို computer ဆိုတာဒီ information အတွက်တည်ဆောက်တာနော်အဲ့တော့information နားမလည်ဘူးနားမလည် information မရှိရင် computer လည်းရှိတာမလို့ပေါ့နော်အဲ့တော့ computer အကြောင်းပြောရင်ကျွန်တော် information တော့ကျွန်တော်ပြောဖို့အရင်ပြောတယ်ဟုတ်ပြီတော့ information ဆိုတာဘာလဲinformation ဆိုတာကျွန်တော်ဒီ computer ကိုပေါ်ရင်တော့ငယ်ဟိုရှိနေပေါင်းများတာ information တော့ရှိနေတယ်လူတွေကြောက်ကြောက်တာပြောတယ် information ဖတ်လိုက်ရမယ်အဲ့ဒါဝါရီကသူ့ရဲ့လူတွေကြောက်ကြောက် information ဖတ်လိုက်ဖို့အတွက်ကျွန်တော်ကသွားဝါရကျွန်တော်တို့ evolve ဖြစ်လာတယ်ဒါပါပဲပေါ့နော်အဲ့တော့ဘယ်လိုလူတွေဘယ်လိုနည်းနဲ့ information ကြောက်ဖတ်လိုက်ရတယ်တော့ချိန်ကြတော့စကားပေါ့စကားနဲ့ပြောတော့အတန်နဲ့ကြောက် information ဖတ်လိုက်ရပါတော့အဲ့တော့ information ရှိမှာပေါ့ဟိုကြောက်ညလမ်းမှာတွေ့ရပါတော့အဲ့ဒါနဲ့အဲ့ဒါကြောင့်စကားပြောမယ်ပေါ့ဒါကြောင့် information ဖတ်လိုက်ရတယ်ပေါ့နော်ခေတ်အဆင်ပြေတော့ဘာတနည်းကြောင့်အဲ့လိုမျိုးကိုကျွန်တော်နေရာခွဲလိုက်နော်ကြောင်ဟိုဘက်အိမ်နဲ့ဒီဘက်အိမ်နဲ့ထားပါတော့ဗျာအဲ့ဒါဒီဘက်အိမ်နဲ့ရောက်ပါရဲ့နော်အဲ့လိုကြလေဆိုရင်အဲ့ဒီရပါရောအဲ့ဒီမှာကျွန်တော်လင်းရောက်လည်းမရှိတော့ဘူးဟိုညာကလာတာနေပဲထားပါတော့ပေါ့ပဲဖြစ်နေတယ်ပေါ့နော်အဲ့တော့သူနေရာကျတော့ပြီးသွားပြီဆိုတဲ့ information တွေတော့စကားနဲ့လည်းပြောလို့မရတော့အဲ့တော့ဒီလိုချင်းဒီမှာဆက်တယ်လို့ရဖို့လည်းကျွန်တော်တို့နေရာတမီလုံးကြီးကျွန်တော်ပေးထားတယ်တမီလုံးဆိုလည်းကျွန်တော်တမီလုံးလို့ပေးထားတယ်
as I tell me ကျွန်တော်လုံးနဲ့ဒီလိုမျိုးဘယ်လိုဆက်သွယ်လို့ရမလဲနော်သူတို့ပြောတဲ့ information အဲ့ဒီနေ့မှာ information ဆိုတဲ့အကြောင်းကျွန်တော်ကစကားလို့ပြောတာပြောအင်္ဂလိပ်သူများမျိုးကအင်္ဂလိပ်ပဲတော့သူကစကားဆိုတာဆို ABCD နဲ့သူကဆက်သွယ်ပါဘူး ABCD ကနေပြီးတော့စက်တီမှာ how are you ဆိုရင်သူက HOW are you ထားပါတော့အဲဒီလိုစကားလုံး character နဲ့သူကဆက်သွယ်ပါဘူးအဲ့တော့information ပြောင်းသွားကြ how are you လို့ပို့မယ်ဆိုရင်တမီးနဲ့ဘယ်လိုပို့လို့ရတမီးနဲ့တမီးရမ်းပြီးတော့ H ပုံစံရေး order ပုံစံရေး double ပုံစံရေးပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဟိုဘက်ကကြာတယ် H ရေးလို့ရင်းနေရတာအာရေးရတာ P ရေးရတယ်နော်ဒီခွဲပြသိဖို့မလွယ်ဘူးပေါ့နော်အဲ့တော့ပို့ရတာပဲအခြေခံတော့ပဲဟိုမှာအိုင်တော့ပဲပို့လို့ရတယ်ကျွန်တော်ကျတော့ပို့ဖို့ခက်တယ်အဲ့ပို့ရတဲ့ကောင်းတဲ့နေလည်းမရှိလားဆိုတော့ရှိရရှိတယ်အဲ့လူမျိုးကခင်ဗျသူတို့မော်စကိုဆိုရဲကျွန်တော်ကိုစနေကြောင်းနဲ့တည်ခဲ့မယ်ဆိုရင်သူတို့အဲ့တမီးနဲ့တော်ကြောက်လမ်းပြီးတော့ဒီ ABCD စလုံးတွေကြောက်လမ်းပို့လို့ရတယ်ဥပမာကhello ဆိုရပို့ရတယ်ပဲထားပါတော့hello ဆိုရစလုံးပို့ရတယ်ဆိုတော့ဒီတမီးနဲ့ဘယ်လိုလုပ်ရလဲဆိုတော့ H ကိုစားပြီးလို့ရတယ်ကိုရှိhello ဆိုရပို့ရင်ဆိုတာကျွန်တော်တမီးကိုမှတို့ဆို definition ကို define လုပ်ဖို့လို့အဲ့တော့တမီးကဖွင့်ပေးလုပ်လို့ရပါမယ်နော်အဲ့တော့ဒါပေမဲ့တမီးကိုဖွင့်နေမပြရတဲ့ကြားမှာဘယ်တော့ချားလဲဆိုတော့အချိန်မှမဟုတ်ဒီပြောကျွန်တော်တို့ကတမီးကိုခွင့်လို့ရတယ်ဥပမာကျွန်တော်ဒီတမျိုးကိုဖြတ်ကနေဖွင့်ပေးလို့ဥပမာတော့ဖြတ်ကနေဖွင့်ပေးလို့မယ်ဆိုရင်ဒါကျွန်တော် short duration ပါနော် short duration ဒါမှမဟုတ်အစီအမံ long duration ရှိ long duration က short လည်းပို့ပြီးတော့ရှေ့ဘက်မှာ23ရှိတယ်ဥပမာဖွင့်နေပေးတယ်အဲ့ဒါခုနကလည်းပို့ပြီးတော့ရှေ့ရမှာနော် short duration ဆိုတော့ကျွန်တော်ပြန်မယ်လို့မျိုးပေါ့ဒါ short duration long duration က long duration အဲ့တော့ကျွန်တော်ကတမျိုးရှိပါလေဆိုရင်တမီနဲ့ short duration နဲ့ long duration ပုံစံမျိုးကိုလှမ်းပြီးချက်ပြလို့ရတယ်အဲ့တော့ short duration ကျွန်တော်ဒီစာမညာတင်နေတာနဲ့ကျွန်တော် press လေးနဲ့ကျွန်တော်ဖော်ပြမယ် long duration ကကျွန်တော်တင်တာလေးနဲ့ထောက်ဆက်ဆက်တော့လေးနဲ့ဖော်ပြမယ်ခေါ်ကြ test နဲ့ဖော်ပြအဲ့တော့ခုကောင်းတာဒီတော့လည်းဒီ short duration နဲ့ long duration ကျွန်တော်ဒီ light တစ်ခုနဲ့လုပ်လို့ရတာပေါ့ဥပမာအတန်ဆိုရတယ်လုပ်လို့ရတယ်အတန်နဲ့လုပ်ရတာမျိုးပေါ့နော်ဥပမာချိုးခလုံးနေလိုက်ပြီးဆိုပြီးအတန်ကြီးရတယ်ရှိတယ်အမြန်နေလိုက်ပြီးဆက်ပဲဒါပေါ့အဲ့အောင်ဖိပြီးဆွဲလာတယ်ပြီးအရှိဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ကောက်တယ်ကျွန်တော်တို့ကအဲ့အတူရှိစင်တယ်ပေါ့အတူရှိစင်တယ်ပို့လို့ရတယ်စားတယ်ဆိုအတန်နဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီ flashlight နဲ့ပဲကျွန်တော်ပို့လို့ရပါတော့အဲ့တော့ခုနကတော့ပြန်သွားမယ်ဆိုရင်ကျွန်တော်ဒီအတူရှိတွဲပြီးကျွန်တော်တို့ information ကျွန်တော်ကွန်လုပ်လို့ရတယ်နော် H ဆိုရကျွန်တော်တို့ပုံမှန်ပဲအမြဲတမ်းတရားလေးလုံးကျွန်တော်ဒီအတူလေးကပွင့်တာ H ကိုကျွန်တော်ကိုစားပြီးတော့နော်အဲ့တော့ E ကကျတော့ကျွန်တော်တို့အတူတစ်ခါအမေဒီအတူလေးကပို့တာနဲ့ဒီအတူတစ်ခါပို့တာကျတော့ကျွန်တော်နည်းလေးတော့နားဖို့တော့နည်းလေးနားဖို့တော့လည်းဒီပဲကျွန်တော် H ကိုတော့ဘာလမ်းပို့ချင်တယ်ကျွန်တော်၄ကတော့မဟုတ်1 2 3 4ပြင်ခါအောင်လားပြီးတော့နောက်တစ်ခါ1အဲ့တော့ဒီ၄ကရှေ့ H ကိုပြောတာဒီတစ်ခါကျတော့ E ကိုပြောတာပေါ့နော်အဲ့တော့အပို့ပြီးဆိုရင်တော့ပို့မယ်ကကျတော့dot dash dotပြင်ခါနာမည်ပြင်ထပ်ဖို့မယ်ပဲထပ်ဖို့မယ် dot dash dot ပြင်ကျွန်တော်ကဟိုထပ်ဖို့မယ်ဟိုကကျတော့ dash
dash 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 so hello ဆိုပြီးထပ်ပို့မယ်နော်အဲ့တော့ HELL ကိုဆိုရင်ကျွန်တော်တို့ကဒီဘက်ကကျွန်တော်manual လုပ်မယ်manual မလုပ်တော့ကျွန်တော်ဒီမှာဒီ application မှာတူတူကိုရှိတယ်အဲ့တော့ကျွန်တော်စာရလိုက်မယ် hello လို့ကျွန်တော်တို့mouse ကိုလည်း translate လုပ်လိုက်ရင်သူကအစဒီကပုံမှန်နားမယ်အစတစ်ခါပုံမှန်နားရင်ဆိုလောက်ပါလိမ့်မယ်နော်ကျွန်တော်တို့ကြည့်ရစမ်းကြည့်လိုက်မယ်ကျွန်တော်ဆိုပေါ်ပါတယ်ရှိပါနော်hello ကျွန်တော်တို့ဒီဘက်ကလိုပါလေဘက်ကလိုလက်ချက်တာပြီးပို့ရတယ်အဲ့တော့ mouse ကအရင်တော့ဝင်တယ်ကိုယ်ပေါ်တယ်ကျွန်တော်ဒီရက်တည်းအဲ့လိုတော့ဝင်တယ်ဆိုတော့ကျွန်တော်ကျင်းနေတယ် Telegram နဲ့ပို့ရခါကျကျွန်တော်ဒီ mouse နဲ့ပို့ရတယ် flash media မဟုတ်ဘူးနော်အဲ့ Telegram ကအတန်းနဲ့ကျွန်တော်ပို့လို့ရတယ်အဲ့တော့ဟုတ်ပြီအဲ့ဒါအဲ့တော့ပြောနေလဲဆိုတော့ဒီဒါ information တွေတော့ဘယ်လိုမှမဟုတ်ကျွန်တော် encode လုပ်ထားတဲ့ပဲပေါ့နော် encode လုပ်ထားတဲ့ပဲဆိုတော့ information ကိုကျွန်တော်လူဝင်နားတဲ့ HELL လို့ဆိုပြီးစလုံးနဲ့ present လုပ်တာမဟုတ်ပဲနဲ့ကျွန်တော်ဒီအစတွေဒီ dash တွေနဲ့ present လုပ်တာဖြစ်နေတယ်ဒီတော့ကျွန်တော်တို့ကကုတ်လို့ခေါ်တယ်ကုတ်ဆိုတာကြတော့ဒီကောင်ကိုစားပြုတာမျိုးပေါ့နော်ဒီဒါနဲ့ကျွန်တော်ကုတ်လုပ်ထားတယ်ပေါ့အဲ့တော့ဒီလိုကုတ်လုပ်ထားဖို့ information ကိုကုတ်လုပ်တယ်ဆိုတာကကျွန်တော်ဒီ private လာတာပြမလို့မဟုတ်ရှိမှသူရှိမှကုတ်တွေရှိနေဒါပေမဲ့ဒီ most ကိုကျွန်တော် training ချက်တော့မတော့တော့လုပ်ခဲ့တာပေါ့ဟုတ်ပြီအဲ့ဆိုရင်လူရဒီကုတ်ကိုဘယ်လို train လိုက်တာဘယ်လို idea နဲ့ train လိုက်သူ့နောက်က logic ကပါတယ်ဆိုကျွန်တော်တို့တိဖို့လိုပါဘူးเนาะအဲ့တော့အဲ့ logic ကိုစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကထားပါခင်ဗျာ Moscow designer ပဲထားပါ Moscow ဘယ်လိုလုပ်ထည့်နေလဲအဲ့ဆိုရင်ဘယ်လိုစဉ်းစားမလဲဥမာဘာလို့ HR 40ဖြစ်နေလဲ ER 40ဖြစ်နေလဲ OR 30ဖြစ်နေလဲအဲ့တော့ဘယ်လို design လုပ်လဲဆိုရင်ပေါ်ကြကျွန်တော်တို့ information ပို့ရတယ်လို့တွေ့ရတော့မြန်ပို့နေတာဟုတ်လားအမြန်လေးကောင်းနေတယ်အဲ့တော့အဲ့လည်းပဲကျွန်တော်တို့ဒီအင်္ဂလိပ်စလုံးတွေမှာတချို့စလုံးတွေကစာရေးတဲ့ခါမှာခဏပါတယ်စလုံးတွေကြတော့ဟောဒီခါလေးမှပါတယ်ဥပမာ EOT တို့ A တို့ပါတယ်များတယ်ဘာလို့စလုံးတွေမှာဒါပေမဲ့ Q တို့ Z တို့ကြတော့ C တို့အဲ့လိုမျိုးကြတော့ကိစ္စမသိပြီးတော့ပါလိမ့်မရှိဘူးပေါ့နော်အဲ့တော့ကိစ္စမှာအသုံးပြတဲ့ဒီအခရာကိုပုံတီးရကျွန်တော်တို့ကခုနကအစနဲ့ dash နဲ့ကျွန်တော်က design လုပ်လို့ရမှာအဲ့တော့အသုံးပြတဲ့ခါမျိုးကျွန်တော်ကတူတူပဲရေးချင်တယ်ဥပမာအသုံးပြတဲ့မှာ E လို့စလုံးမျိုးရဥပမာဒီလိုရှိနေမရေးချင်ဘူးဟုတ်တယ်မလားတစ်ခါတော့ပါဆိုကျွန်တော်ကလုံးဝရေးမယ်ဒီလုံးဝကျွန်တော် E အဲ့လိုပဲကျွန်တော်ကဒီလုံးဝဒီနဲ့ကျွန်တော်ကသတ်မှတ်လို့ရတယ်နော်အဲ့တော့ E dash ကဒီအခုတော့မီးနဲ့ပြောချက်ပဲချက်နဲ့ဆက်ပဲပြလိုက်တာ E ကိုပြောတာဒါမှမဟုတ်အရှိဆက်ပဲပြလိုက်တာ D ကိုပြောတာနော်ဟုတ်ပြီအဲ့ဒါဆိုရင်နောက်ဆက်ရတော့ဒေတာကျွန်တော်ကနှစ်မျိုးပဲရှိတယ်တမီးကနှစ်မျိုးပဲလုပ်လို့ရတယ်နော် flash နဲ့ dot နဲ့ dash နဲ့နှစ်မျိုးပဲလုပ်ရတယ်ဒီနောက်ခုလည်းဆိုကျွန်တော် E နဲ့ D ပဲလှမ်းပြောနေတာတရားတရား ED ပဲပြောနေအောင်အဲ့တော့ဒီစလုံးတွေပြောရလို့ဆိုကျွန်တော်ကတော့ဒီကောင်တွေကိုတွဲပါရမယ်တွဲပါဆိုဒီဟုတ်တယ်ဒါကတော့တနည်းအားဖြင့်တစ်လုံးကြီးပဲပြအောင်နော်အဲ့တော့တွဲတယ်ဆိုတဲ့ဒီပဲဆိုတော့တစ်လုံးပြမယ်ဆိုတဲ့ဒီပဲဒီလိုစနေလုံးပြအဲ့ဖြတ်နေစနေမယ်အဲ့တော့စနေလုံးပြမယ်နောက်တစ်ယောက်ဘယ်လိုလုပ်လို့ရလဲဆိုတော့စနေဒါနဲ့ပြနောက်တစ်မျိုးကကျွန်တော်တို့ဘာထည့်လို့ရလဲဆိုတော့ဒါနဲ့စနေတယ်မယ်ဒါနဲ့အဲ့ဒါတော့ဆေးရတော့ဘာလို့လဲတဲ့ကိုယ်လည်းမချွတ်ဘူးနော်အမှအခက်အခဲမို့ကျွန်တော်တို့ကတဲ့နှလုံးသွင်းထုနေအနေနဲ့တည်းဟုတ်တယ်တော့
ကျွန်တော်က3ရက်တင်တယ်ပြလို့ရတယ်ဆိုတော့တရား3ရက်ပြလို့ရမယ်တစ်3ရက်ပြလို့ရမယ်3ရက်တင်ပြလို့ရမယ်တင်ပြလို့ရမယ်ဟုတ်တယ်နော်အဲ့တော့အဲ့လိုတရားကျွန်တော်ဒီတော့ညာကျွန်တော်ဘယ်လိုဘယ်လိုပြမလဲဆိုအင်းစာမှာတော့3ရက်လုံးစလုံးလေးလုံးကျွန်တော်ဆက်လိုက်ပြရမယ်အဲ့ဒါကြတော့ I am A am N am N ဟာလေအဲ့ဒါနှလုံးနေရာနဲ့ရေးလို့ရတယ်အကုန်ပါကောင်းသွားရင်တော့3နေရာပြောင်းသွားရ3နေရာနဲ့ရေးလို့ရတဲ့အားကြတော့ခက်ပါလို့ထင်ရတော့မခက်ဘူးလေအားလို့ဆိုတော့3နေရာရေးလို့ရဒါပဲပြန်လာမှာဒီတော့ကျွန်တော်အတူတူခုပြန်ဒီတော့ကျွန်တော်ခေါ်ပြပြန်ခုလိုက်အဲ့ဒါခေါ်ပြခုအရှိရနေရတော့ဆိုရင်တော့ရတော့ထဲပြီးရင်အဲ့တော့ကျွန်တော်နောက်တစ်ခါခုပြန်ခုလိုက်မယ်그래도 시간이 몇시 돼. 그래서 나 동물을 보여야 될 거고. 만나 구시에는 19시, 너? 80번째 뭐 바꿔내서 나라에 사람 동료도 쓰는 시간에 SURW TKGO Okay. အဲ့တော့ဒီမှာကျွန်တော်တို့ဘယ်လိုရှိလဲဆိုတော့ဒီမှာ8လုံး10လုံး14လုံးရှိပြီเนาะအဲ့တော့ကိစ္စ26လုံးရှိရတော့တော့12လုံးဒီမှာကျန်နေတယ်เนาะအဲ့ဒါပေမဲ့ဒီကနေ့ကျွန်တော်စုံနေပို့ရတယ်ဟိုမှာဒါဆိုရင်ဒါကျွန်တော်အဲ့ဒါဟိုရောက်လို့ပို့တယ်အဲ့တော့ကျွန်တော်တမီးနဲ့ရှင်းပြမယ်တို့ပြမယ်ခဏနာမယ်ပြီးရင်အေးနဲ့ပဲဆက်ပြမယ်နောက်ပြမယ်ခဏနာမယ်ပြီးရင်အပြန်ပို့မယ်ပေါ့နော်ဒါပေါ့ဥမာကိုသားတော့လို့ပြောမယ်ဆိုရင်ကိုအဲ့လိုပြောမယ်ဆိုကျွန်တော်ကရှင်းပြမယ်နောက်ပြမယ်ခဏနာမယ်ပြီးရင်နောက်ပြမယ်ဒါကိုဝင်သွားတော့အဲ့ဘက်ကနေပြီးကျွန်တော်လက်စစ်ဒီတမီးတက်လာတဲ့တော့အဲ့ဒီပြောကျွန်တော်စတဲ့လို့ရတာမ high ဆိုရင်ဘယ်လိုရမလဲ high ကအဲ့ကြောင့်မရှိတယ်ဒါပေမဲ့ကြောက်ရအဲ့ဆိုရင်မှတက်တက်ပြရတယ်နော်အဲ့ကျွန်းရမှာတောင်းတယ်နေပါနော်ဒီရမှာကျွန်းမလာဘူးဒါပေမဲ့ကျွန်းကန်းနေရမဝင်လာပါတော့ဒီဘက်ကနေတော့ကျွန်းကများတောင်းတယ်ဒါပေမဲ့တမီးလုံးပဲရှိရမယ်ကျွန်တော်ကဲပါအောင်ကျွန်တော်ပြောချင်ဆက်လို့ပြောတယ် SOS ပေါ့နော် SOS ဆိုတကယ်တော့ save our souls ကျွန်တော်တို့တက်နေပြပါဦးအဲ့ SOS နဲ့ဆက်ပါတယ်တမီးလုံးရှိရင်လို့လည်းS ကရမယ်တို့သုံးပါပြမယ်နားမယ်ဟိုကကြတော့ရှင်းသုံးပါပြမယ်နားမယ်ပြီးရင်တို့သုံးပါပြန်ပြအဲ့ဒါပဲလည်းပြပြနေတယ်တရားပါမြင် SOS ဆိုတာသိမှာနော်ကဲပါဦးလို့လည်းခေါင်းတစ်ခါရောက်နေတော့ကဲရအောင်ပေါ့အဲ့တော့ကျွန်တော်ပြောလို့ကြောက်ကြောက်မမြင်ရတဲ့နေရာနေပြီးတော့ငါးနဲ့ကျိုးလို့မရတဲ့နေရာနေပြီးတော့ကုတ်တကူနဲ့လက်မီဆက်တယ်လို့ရတယ်ဆိုရင်ဒီ ability ပေါ့နော်အဲ့အရာတော့ဝင်ဘာမှကျွန်တော်ကြီးတဲ့ဘုရားဆန်တော့ဒီဒါပဲဟုတ်တယ်ဗျကျွန်တော်အချက်ပြတာဒါပဲလူချင်းစကားပြောလို့မရဘဲနဲ့လူတွေကကျွန်တော်ဘာလို့မ communicate လုပ်ရှင်လဲဆိုတော့ကျွန်တော်စကားပြောလို့မရတဲ့တိုင်အောင်မှာဟိုအဝေးတင်ရတဲ့နေရာကိုကျွန်တော်ဆက်တယ်ဖို့အတွက်ကျွန်တော်တို့ဒီအညာကြီးထွင်ခဲ့ရပါတော့အဲ့ဒါမော်စကိုကကွန်မန်နဲ့ကျွန်တော်အများကြီးသက်ဆိုင်တယ်အဲ့တော့ဒါ information ဆိုတော့ကျွန်တော်တို့ကပြောဒီ SOS ဆိုတဲ့ message ကဒီ message က information ပဲဟုတ်တယ်မလားအဲ့ information ကျွန်တော်တို့ကကုတ်ဖြစ်နေကြောင်းရတယ် information ကကုတ်ဖြစ်နေကြောင်းရတဲ့ technology information technology ပဲဒါပေမဲ့ပြောရရင်ကျွန်တော်တို့ကဒါဒီကုတ်ကိုကျွန်တော်သိသိလို့ရတယ်တိတ်လို့ရတယ်အဲ့တော့ဘာလို့ရလဲ information ကျွန်တော်တို့ပို့လို့လည်းရတယ်ပေါ့နော် information ကျွန်တော်ရေးလို့လည်းရတယ်ဆက်လာဖတ်လို့လည်းရတယ် information ကိုပို့မယ်သိမယ်ရေးမယ်ဖတ်မယ်အဲ့ information ကို process လုပ်တဲ့
ဒီပညာ information technology ကိုခေါ်တယ်အဲ့ဒီ Moscow ကကျွန်တော် program information technology နဲ့နား program နာ information လဲလဲစနေတယ်နော်အဲ့တော့ဟုတ်ကဲ့လည်းဒီကိုယ်နဲ့ကျွန်တော်ဆက်လိုက်အောင်အဲ့တော့ကျွန်တော်တို့ဒီပြတ်ပြောလို့နော်စနေလုံးနဲ့ရေးကိုကကျွန်တော်လုံးနေကြတယ်ကျွန်တော်လုံးနေဘယ်လိုရေးမလဲဆိုတော့နောက်တဲ့၄နေရာပေါ့3နေရာတင်ပြပါတယ်နော်4နေရာရေးအဲ့4နေရာရေးဖို့တော့ကျွန်တော်အဲ့ဘက်မှာနေရာလည်းမရှိကျွန်တော်လည်းသိနိုင်နေချင်းသိတော့မခက်ဘူးလားဟိုမှာ4နေရာရေးတယ်ဒီကောင် copy ကူးရုံနော်တယ်ဒီကောင် copy ကူးမယ်ပြီးရင်ရှေ့ကနေကျွန်တော်ဒီကောင်လေးထောက်ရလိုက်ခံတယ်ဒီကောင်လေးရှေ့ကနေလက်စီလိုက်ခံတယ်အဲ့တော့ဒီနေရာရှိတဲ့ကုတ်တွေရပါတယ်အဲ့ကုတ်တွေကျတော့ကျွန်တော်တို့မင်းကျွန်တော်လည်းကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တင်ရပေါ်ရပါလာတယ်ကျွန်တော်တို့လည်းပေါ့နော်ကျွန်တော်အဲ့ဒီစလုံးမုန်းတယ်ဘာလို့လဲဆိုတော့ဒီကောင်က၄နေရာနဲ့ရေးရမှာဘယ်လိုရှိလဲ16ဘယ်လိုရှိလဲအခုလည်းပြော14နဲ့16နဲ့ပေါ်နေတယ်လုံးလုံးတဲ့တော့ဖြစ်နေအဲ့ဒါရှိရမှာ26လုံးကျွန်တော်၄နေရာဆိုတော့စအတုံးများစပါတာကတင်တိုင်းထည့်ရမှာနော်အဲ့တော့အဲ့ဒီအဲ့ဒါကျွန်တော်ဒီကနေ information တွေကိုပို့လိုက်ရတယ်ဒါပေမဲ့အဲ့ဒီထားပြီးတော့ပါလဲဆိုတော့ဒီကောင်က Moscow ရဲ့အားလည်းတစ်ခုကစလုံးကြီးနဲ့သေးနဲ့ခွဲပို့လို့မရဘူး A ဆိုရင်လည်းဆိုရင် S ဆိုရင်လည်းအကြီးကြီးသေးတာပဲကြီးရအသေးထက်ရေးဖြစ်နေတယ်တော့နောက်လည်းဒီ၅လုံးတွဲ Moscow နဲ့တော့အားလုံးတွေရနေရခက်တော့နော်ဒါပေမဲ့လည်းလုံးလို့ရတယ်လို့ပြောနောက်တစ်ခုကျတော့ပါတယ်ဆိုတော့ဒီတင်နေတာpunctuation marks တွေပါ question mark တွေကျွန်တော် full stop comma တို့ dollar sign တို့ဘာညာအဲ့လိုပါကျွန်တော် Moscow နဲ့မှာဘာလို့နေရာမရှိဘူးအဲ့ကောင်တွေထည့်ရေးမယ်ဆိုတော့ဘာလို့ပါရလို့မှ15လုံးလို့ပါတော့အဲ့လိုပါပုံပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ practical နေ့စဉ်ကျွန်တော်ဆက်တယ်မလို့တက်ဆိုတော့ဒီကုတ်30နေရတယ်ပေါ့အဲ့တော့ဒီမှာတကယ်လို့ရင်လည်းဘာရနာအားလည်းဆိုတော့ကျွန်တော်ဒီကောင်လေးကျွန်တော်ခွဲလိုက်ဒီခုတခုအလုံးမရှိတော့ပါဘူးခုတခုအလုံးမရှိတော့ပါခုတခုဒီလုံးတွေရခုတခုအခါပါမြန်မြေလည်းမြင်ဘူးကျွန်တော်မြင်နေမမြင်ဖြစ်တယ်ကျွန်တော်ဒီပဲခုပြတယ်အဲ့တော့အားတော့ကျွန်တော်ဘယ်မှာ number of dot and dash အစီအတွက်ပေါ့နော်အစီအတွက်သုံးမှလာတယ်လား dot and dash တစ်လုံးတစ်နေရာပဲတစ်လုံးပဲရှိတယ်နှလုံးစီရှိသုံးလုံးစီရှိတယ်ဒါကြတော့လေးလုံးစီရှိပေါ့နော်အဲ့တော့ကျွန်တော်တစ်လုံးစီရှိတဲ့ထိပ်ပဲနှလုံးစီရှိတဲ့ထိပ်ပဲသုံးလုံးစီရှိတဲ့ထိပ်ပဲလေးလုံးစီရှိတဲ့ထိပ်ပဲအဲ့တော့ကိုကြောင့်မှကျတော့ဖော်ပြရတဲ့ကုတ်ဖော်ပြရတဲ့ကုတ်ဆိုရင်ဒီမှာရော ABC ကိုပြောတာကျွန်တော် ABC ကိုကျွန်တော်ကုတ်နေတယ်ဖော်ပြတယ်ဖော်ပြရတဲ့ကုတ်ဆိုဒီကျွန်တော်ကတစ်လုံးပဲရှိတယ်တနေရာလည်းရှိရဆိုကျွန်တော်ကနှစ်မျိုးဖော်ပြရတယ် E နဲ့ D နဲ့ဖော်ပြရတယ်နှစ်မျိုးတစ်လုံးနဲ့တနေရာလည်းသုံးမျိုးနှစ်နေရာလည်းရေးမယ်ဆိုရင်ကျွန်တော်ဘယ်လိုဖော်ပြရလဲ၄လုံးဖော်ပြမယ်သုံးနေရာသုံးမယ်ဆိုရင်တော့ရှစ်လုံးဖော်ပြပေးရတယ်နော်၄နေရာသုံးမယ်ဆိုရင်ကျွန်တော်16လုံးဖော်ပြပေးရတယ်ဆိုတော့တွင်9နေရာသုံးမယ်ဆိုရင်နှလုံးဖော်ပြပေးရတယ်ဖြေရတော့
ခမရနဲ့30နှစ်ပေါ့နော်အဒါအကြီးကြီးနဲ့ကျွန်တော်တို့ကဖော်ပြလို့ရတဲ့ကိုယ်အရေးအတွက်ကကျွန်တော်ဒီ desktop နေရာရေးအတွက်နဲ့နေရာတင်နေနေ3ရက်4ရက်ကြည့်လိုက်ဒီကောင်တစ်ခုထူတိုင်းဒီကောင်နှစ်ဆပွားနော်ဒီကောင်တင်နေတော့ဒီကောင်နှစ်ဆပွားနှစ်ဆပွားဆိုတော့ဒီပဲဒီမျိုးလုံးနဲ့မကြီးပဲလို့ရေးရတယ်အဲ့ဆိုရင်သူကနှစ်ဆထူမယ်ဆိုကျွန်တော်ကအားလည်းလိုပဲမစပေါ်လာပြီးရေးရနော်အဲ့တော့ကျွန်တော်ဒီတစ်ခုတွေ့တော့ exponential လေးပေါ့နော်အဲ့ရထိုက်နေနေပဲဆိုတော့နောက်ထပ်တစ်နည်းကြောင်းရေးဦးမယ်နှစ်ခါတော့မရေးပဲနှစ်ထပ်လို့ရေးမယ်နှစ်ထပ်ပေါ့နော်ဒီမှာကျတော့တောင်းတကျော်ဒီမှာကျတော့နှစ်လေးရရေးဖြောင်းတယ်ဘာကြောင့်လဲတော့ငါရဆိုโอเคအဲ့တော့ဒီလိုမျိုးဖော်ပြရတဲ့စနစ်ကကျွန်တော်ကလုံးတရားရှိရဆိုရင်ကျွန်တော်လုံးတရားနဲ့ဖော်ပြနေတယ်ကျွန်တော်ဘယ်လိုမျိုးတော့ဖော်ပြရတယ်2 to the power 100 2 to the power 100ရန်ကြီးနေအရင်ကြီးနေဟုတ်မယ်နော်ဥပမာထားပါတော့ maybe 64ပဲထားပါတရားအရင်လုံးလုံးနဲ့မတော့ဆိုတော့2 to the power 64ဆိုတော့ခဏအနေနဲ့တကယ်တော့မယ်ဆိုခဏလုံး20လုံး20ပါဥမာရှင်းလီချောင်းဒီလိုလုံး20အဲ့တော့ဒီကျွန်တော်ကိုရေးတဲ့ဒီဖော်ပြပေးရအောင်နော်ဒီကောင်ဒီကတော့စစ်တောင်းရတာရှိတယ်ကျွန်တော်အန်တိုင်းရေးတဲ့ဆက်များတယ်ဆိုတော့တန်ပါမျိုးပေါ့နော်အဲ့တော့ခဏကောက်မျိုးစုံကျွန်တော်ဖော်ပြပေးရတယ်ကျွန်တော်64နေရာတယ်နော်အဲ့တော့ဒီလိုမျိုးနေ့ရက်လို့နှစ်ဆက်သွားပြီးတော့ဖော်ပြပေးရတဲ့အချိန်တွေထူလိုက်စနစ်မျိုးကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့ binary လို့ခေါ်တယ်။ binary binary လို့ခေါ်တယ်။ binary ဆိုရင်ဒီကနေ့နှစ်2ကိုပြောတာပေါ့နော်။ဒီလို2ရဲ့တက်ကြီးနေနဲ့ဖော်ပြရတဲ့ကုတ်ရည်အတွက်ပွားဝါစနစ်ကျွန်တော် binary လို့ခေါ်တယ်။ binary စနစ်ရဲ့2ရဲ့တစ်ခုရတော့ကျွန်တော်အတင်နေတာနှစ်ခုပဲလို့လေ။ကျွန်တော်တင်နေတာနှစ်ခုရင် dash နဲ့တော့နှစ်ခုပဲလို့နှစ်ခုရင်ကျွန်တော်လုပ်ပါနောက်ကိုလည်းသူတို့တွဲသွားတယ်နော်ကျွန်တော်64နေရာတွဲမယ်ဆိုရင်တော့ဒီဖော်ပြရရမယ်နော်အဲ့တော့ကျွန်တော်တွဲရတဲ့နံပါတ်နဲ့ဖော်ပြရတဲ့ကုတ်ရည်တွဲနေရတယ်နေ့ရက်ထက်ခင်းနဲ့ကျောင်းချတယ်အဲ့လိုစနေပေါ်ကျွန်တော် binary လို့ခေါ်တယ်နော် binary ဆိုရင်ဒီ Moscow မှာမရှိတာပေါ့ဈာန်နေရာမှာလည်းကျွန်တော်ရှိတယ်ဒါပေမဲ့ Moscow ကကျွန်တော်ဒီ information တဲ့ပေါ်မှာပထမဆုံး binary စနစ်ကိုတုံးနေတာပေါ့နော်အဲ့တော့ဘာလို့ကျွန်တော် Moscow ကြောင့်ထိုင်ပြောနေလဲဆိုတော့တော့ဒီတိုင်းကြောင့်ကျွန်တော်ပြောနေတယ်ကျွန်တော်ရှင်းနေတော့ဘာလို့ဆိုတော့ဒီ Moscow ကကျွန်တော် .net attachment ဆိုပြီးကျွန်တော်တို့ဘယ်လိုဖော်ပြလို့ရတယ်လို့ကျွန်တော်ကွန်ပျူတာတွေမှာကျွန်တော်တို့ကlesson မီကျွန်တော်ဖော်ပြရတယ် lesson မီလို့ပြောတော့ကျွန်တော်ဒီမှာကျွန်တော်0 1ကျွန်တော်ပြောတော့ဘာလို့ဒီကကွန်ပျူတာရဲ့0 1ဘာလို့လဲ0 1ကကျွန်တော်ကိုရီးယားပြန်ချားနေလားဒါကျွန်တော်ဒီ Moscow မှာဆိုရင် .net attachment ဆိုရောဖော်ပြတယ်မျိုးပဲကွန်ပျူတာမှာကျွန်တော်လက်စစ်စီးရတယ်ဖော်ပြရတယ်ဟိုမှာကျွန်တော်ထားပါမီးလုံးပဲထားပါဗျာမီးလုံးလက်စစ်မီးချရတယ်ကျွန်တော်ကလက်စစ်မီးစီးဆိုရင်တော့ပဲထားပါတော့အဲမီးလုံးလေးကိုလက်စစ်စီးရတယ် dashboard နော်အဲ့တော့ state တစ်ခုနဲ့ဖော်ပြရတဲ့ဟာမှန်တယ်များကျွန်တော် binary system ခေါ်တယ်အဲ့တော့လက်စစ်မှာကျွန်တော်မီးလုံးလင်းတာနဲ့မီးလုံးလင်းတာနဲ့ state နှစ်ခုဖော်ပြရဆိုရင်ကျွန်တော် binary system လို့ပြောရတယ်နောက်ပိုင်းပေါ်တဲ့ကွန်ပျူတာမှာကျွန်တော်ဒီမျိုး easy mode ပဲကျွန်တော်ပြောရအောင်ဆိုတော့ဒီ silicon ဆိုတဲ့ဒီ transistor ဟိုင်းပါနော် transistor မှာကျွန်တော်လက်စစ်စီလက်စစ်မြေဖြတ်
ပြီးတော့စီလာမစီလာဆိုတာကိုဖတ်ရမှာနော်ဒီထဲမှာရှိတဲ့ model လက်စစ်ကိုတိုင်းတာပါအဲ့ဒါလက်စစ်ဖြတ်စည်းနေတယ်ဆိုတော့1 user နဲ့မစီဆိုရင်တော့0 user အဲ့တော့ဒီ binary system တွေကတော့အလုံးလုံးဝင်ကြတယ်လို့ပဲကျွန်တော်ကဖတ်ပြရတဲ့အရေးအတွက်ညာလာနေတယ်သူ represent လုပ်လို့ရတယ် information ရတယ်နဲ့တက်ကိန်းနဲ့ပွားလာတယ်နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီ Moscow ဆန်လို့ပြောတယ် Moscow ကိုကျွန်တော်လေ့လာခိုင်းတာမဟုတ်ဘူးကျွန်တော် Moscow ကိုအလွန်ကြာမှလည်းမဟုတ်ဘူး Moscow သုံးတဲ့ဆရာလည်းမလိုဘူးဒါပေမဲ့ Moscow ဆိုတာ binary စနစ်ကိုသုံးပါတော့ကျွန်တော်သိစေချင်တယ်အ binary စနစ်ဆိုတာနေရာတစ်ခုတိုးလာတယ်သူပေါ်ပြလို့ရတဲ့ဖြစ်နိုင်ရေးအတွက်ကသက်သာပွားလာတယ်ဆိုရင်သိချင်တာမနော်သိစေချင်တာပေါ့အဲ့တော့ binary အဓိကသိစေချင်တာ binary စနစ်ဆိုတော့သိစေချင်တယ် Moscow ကတော့ binary စနစ်သုံးတဲ့ကျွန်တော် Moscow system ကိုကျွန်တော်ရှင်းပြတာဖြစ်မှာနော်အဲ့တော့ binary တော့နားလည်ပါရင်ကျွန်တော်တို့ဒီ off နှစ်ခုရနေကဟို information တွေကိုစားလို့ရတယ်ဆိုတော့ဘယ်တော့မှဟိုအော်ခေါ်ရတယ်နော်အဲ့တော့ binary စနစ်ရဲ့အော်ခေါ်တယ်ရောလည်းတော့ဝင်တယ်အဲ့ဒါဒီစနစ်ကိုအခြေခံနားလည်ဖို့လိုတယ်ဒီစနစ်ကို binary စနစ်ကိုနားမလည်မယ် program ကိုတော့နားလည်မှာပေါ့ပါနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ပြောပါ